မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကမ္ဘာဘောလုံးလောကမှာဆိုရင်ခရစ္စတီယာနိုရိုနယ်ဒိုကိုမသိသူမရှိတော့ပါဘူး။မန်ယူအသင်းနဲ့ရီယယ်မက်ဒရစ်အသင်းမှာကမ္ဘာအကောင်းဆုံးကစားသမားတဦးဖြစ်အကြိမ်ကြိမ်သက်သေပြခဲ့တဲ့သူပါ။ရီယယ်မက်ဒရစ်အသင်းရဲ့သမိုင်းကြောင်းတစ်လျှောက်မှာလည်းပြက်ကလေးတစ်နှစ်အတွင်းဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရိုနယ်ဒိုကရပ်တည်နေပါတယ်။2013ခုနှစ်တစ်နှစ်လုံးမှာသွင်းဂိုး59ဂိုးသွင်းထားပါတယ်။ပြောချင်တာကတော့ဒီသမိုင်းဝင်စံချိန်ကိုလိုက်မိနိုင်မဲ့ကစားသမားကပေါ်ထွက်လာပါပြီ။အခြားသူတော့မဟုတ်ပါဘူးကီလီယန်အမ်ဘပေပါ။ PSG ကနေရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့လာခဲ့ပြီးတော့မျိုးဆက်သစ်ကစားသမားတွေထဲမှာထိပ်တန်းအရည်အသွေးရှိတဲ့ဒီကစားသမားကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာသွင်းဂိုး2ဂိုးရယူပြီးတော့2025ခုနှစ်အတွင်းရီယယ်မက်ဒရစ်အသင်းအတွက်58ဂိုးထိသွင်းထားခဲ့ပါပြီ။ရိုနယ်ဒိုရဲ့စံချိန်ကိုမီဖို့ဆိုရင်လာမယ့်ပွဲစဉ်မှာသွင်းဂိုး1ဂိုးသာရဖို့လိုပါတယ်။2025ခုနှစ်ကလည်းကိုမိုးကသိပ်မကြံတော့ပါဘူး။ရီယယ်မက်ဒရစ်အသင်းအနေနဲ့2025ခုနှစ်အတွင်းနောက်ဆုံးပွဲစဉ်အဖြစ်စီဗီလာအသင်းနဲ့ကစားရဖို့ပဲကြံရှိနေပါတော့တယ်။လာမယ့်နောက်ဆုံးပွဲစဉ်မှာအမ်ဘပေအနေနဲ့ဒီစံချိန်ကိုမီနိုင်မှာလား။ရိုက်ချိုးကြော်ဖြတ်ပြမှာလားရပ်တန့်သွားနိုင်မလားဆိုတာစိတ်ဝင်စားစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ။